အခု15ရက်9လ2026ကစပြီးကြီးညာလိုက်တဲ့အောက်မှာလေကိုမှန်တာလေတိလားကိုမျိုးအောင်ဘလို့မှန်လဲဆို15ဘေးရေလဲတဲ့ဘလောက်ရှုံးလဲတဲ့ဘလောက်အမြတ်လဲတဲ့ပျော်ပေးအောင်နဲ့ဟုတ်ကဲ့ပါတတိချာချာပြောပေးပါမယ်တို့ရွှေနန်းဒုက္ခမှာလေအခုတို့ရောင်းနေတာရန်ကုန်မန္တလေးပြူးလေပဲကိုစိုက်နေကုန်လုံးမှာ15ဘေးရေလို့ပြောရအောင်လေ15ဘေးအပြည့်ပဲเนาะ100ရာခိုင်နှုန်းမဟုတ်ဘူး300ရာခိုင်နှုန်းအာမခံပါတယ်တဲတုံးလေးရဘလို့တတ်တာလားလဲဆိုတော့အခုဒီမှာဟန်ချင်းတစ်ခုကိုကြည့်လိုက်ဒီလိုမျိုးဟန်ချင်းတစ်ခုဆိုရင်သူကရွေးတာပဲယူထားတာဖြစ်ပါတယ်ပဒိန်လက်ခလောက်ပဲယူထားပြီးတော့စဝယ်တွေကလည်းတတ်တာတယ်ဝေးရတာလည်းအမျက်ကိုပြန်ရောက်တဲ့အခါမှာလည်းအမျက်တွေရအောင်မှာဘာလို့အမျက်ရမှာလဲဆိုတော့သူကတို့ရွှေဈေးပေါ်မူတည်ပြီးတော့ရွှေချိန်အရှိကိုကာလအဝယ်ပေါက်ဈေးနဲ့ရောင်းချင်လားရောင်းလို့ရတယ်ဒါမှမဟုတ်မိမိကြိုက်တဲ့တရားပုံစံနှမျိုးနဲ့ရောင်းလို့ရတယ်ဘလို့ပုံစံနှမျိုးလဲတေးချာရှင်းအောင်ပြောပြပါအောင်ဆိုပြီးတော့သိကျင်နေတဲ့တို့ရဲ့ရွှေမျိုးတွေအတွက်လေတို့ရွှေနန်းဒုက္ခမှာတက်သိန်းတန်ဝင်ရင်ငွေ3000ဆိုတော့10သိန်းတန်ဝင်မှာငွေ3000ပဲရော့မှာကိုပြောတာဖြစ်ပါတယ်ရှင်အဲ့တော့ဘလောက်ပဲရော့မှာလဲဆိုမုတ်ဖိုးပဲဖို့အရှုံးလောက်ပဲရှုံးတဲ့သဘောကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့စဝယ်တွေကလည်းသူကတနဲ့အရွေးတာနဲ့ဗဒိန်လက်ခပဲယူထားတာဖြစ်တဲ့အတွက်စဝယ်တွေကလည်းတတ်တာအမျက်ဝေးရတာလည်းအမျက်နော်နောက်ပြီးတော့ကိုကအကြောင်းမျိုးကြောင့်ရွှေဆိုတဲ့သဘောကကိုငွေလို့ပြန်ထုတ်ရောင်းမယ်ဆိုရင်လေအမျက်ကရအောင်ပါနော်အဲ့ဒါလေးကိုတတိချာချာပြောချင်တာဖြစ်ပါတယ်ရှင်အဲ့တော့15ဘေးစလို့ပြောရင်15ဘေးလုံးဝအပြည့်နောက်တစ်ခုဒီလိုလက်စွပ်လေးဆိုသူကနှက်ပြားရည်နဲ့ခတ်တယ်နှက်ပြားဆိုတာက12ရွေးဆက်ကိုခေါ်တာပါဒါလေးတစ်ချက်ရှိပါတယ်14ပဲနှက်ပြားပေါ့တို့တခါလေးပြောင်းပေးပါ तू ကဘာလို့နှက်ပြားရည်နဲ့ခတ်တာလဲ15ပဲမခတ်ဘူးလားဆို15ပဲလည်းရှိတယ်နှက်ပြားလည်းရှိတယ်တချို့ဟာလေးကြတော့တို့စီမှာကလက်စွပ်တကွန်းတစ်ကြက်သားနှစ်ကြက်သားမရှိဘူးဟန်ချင်းတစ်ခုဆိုလဲတစ်ကြက်သားနှစ်ကြက်သားမရှိဘူးဘာလို့လဲလာရှာလည်းမရှိဘူးဘာလို့တခါလေးပြောတာတို့ရဲ့တာဂက်ကဘာလဲဆိုတော့လက်ထဲရှိတဲ့ငွေလေးနည်းကနေဝစ်စေချင်တာဝစ်နိုင်အောင်လို့ရောင်းချပေးတာအဲ့တော့တို့စီမှာပေါ့နော်တစ်ကြက်သားနှစ်ကြက်သားသုံးကြက်သားငါးကြက်သားတွေမရှိပါဘူးဝဲချင်တယ်ဆိုရင်တော့ဇွဲထက်တို့အောင်တမာရီတို့ဝိတ်စိန်တို့ဆိုင်းတွေမှာဝဲပါတို့ရဲ့ target ကတို့လေးလို့မဝင်းနိုင်ခင်တော့ငေးကြည့်ခဲ့ရတဲ့ဒီလိုမျိုးရွှေတွေကိုလူတိုင်းကိုဝင်းနိုင်စေချင်တာဖြစ်တဲ့အတွက်လက်စားတွေဝန်ထမ်းတွေဝစ်စေခြင်းနဲ့ဒီရဲ့စေတနာစိတ်ရင်အမှန်နဲ့တုံးလိုမျိုးပေါ့နော်ဝစ်နိုင်အောင်လို့တုံးကရောင်းချပေးတဲ့ target ဖြစ်တဲ့အတွက်သူ့ဈေးလေးနဲ့သူတင့်လေးနဲ့ရောင်းပေးတယ်နောက်တစ်ခုဒါလေးဆိုရင်သူကတုံးတို့စီမှာရွှေချိန်နည်းနဲ့အထည်တွေကိုဗဒိန်လက်ခပဲယူပြီးရောင်းပေးတာဖြစ်တဲ့အတွက်သူကတော်ဒီပစ္စည်းတစ်ခုကအကြာကြီးမခံတဲ့အတွက်တစ်သီးစားနှစ်သီးစားသုံးသီးစားတို့ရောင်းလို့မရပါဘူးအထည်ကြီးအထည်ဒူးတယ်ကြီးခက်လောက်ထားတယ်ဆိုရင်တော့တို့နှစ်သီးသုံးသီးစားရပါတယ်ဒါတခါလေးပြောတာပါတို့ဘလို့ပဲနှစ်သီးသုံးသီးမစားရတို့ရဲ့ target ကဘာလဲရွှေချိန်နည်းလေးနဲ့စဝယ်ရဗဒိန်လက်ခလောက်ပဲပေးပြီးတော့ပြန်ရောင်းတဲ့ခါမှာလဲအရောအတွက်တွေမတရားမပေးရဘဲနဲ့ပေါ့နော်ပါစင်းနဲ့အရှုံးတလေးတက်သိမ်းမှ3000ဆိုတာကိုအခုခေတ်မှာလုံးဝ no surprise amazing မှာနော်မြန်မာပြည်မှာတုံးတူပဲရှိပါတယ်ဒါလေးကိုပြောချင်တာပါဟုတ်ကဲ့ပါအဲ့တော့စတင်ပြီးလုပ်ပေးလိုက်ပါပြီမမအဲ့ဒါလေးကိုအကြောင်းပြန်ပေးလိုက်ပါတယ်ငွေသားစုလက်ဆောင်လေးလေးယူပါအောင်ရှင်နောက်ပြီးတော့ဒီနဆွဲဆိုလဲတို့ရှိမှာပေါ့နော်သူကလည်းဒီတိုင်းလေးပဲပေါ့ပွားလေးနဲ့ရွှေချင်းတပဲကြော်လေးနဲ့ခက်လောက်ထားတာဖြစ်တဲ့အတွက်သူကလည်း12ရွေးဆက်တပဲလေးရွေးပေါ့နော်တပဲလေးရွေးဆက်ထားတာသူအခောက်ရွှေတစ်ကြက်သားမှာတပဲလေးရွေးဆက်ထားတာပါမရှင်းလည်းထပ်ပြီးတော့ comment နဲ့မှာအောက်မှာမေးလို့ရပါတယ်တေးချာတုံးကိုယ်တိုင်ထပ်ပြောပြပေးပါမယ်ရှင့်ချစ်တယ်